Whoa! Hey! 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 ကျေးဇူးများကြီးတင်ပါတယ် ကဲပါအဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီပွဲလေးပါနောက်ဆုံးတစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဘာချင်းဆိုရင်ကောင်းမလား မရှင်းတော့ပါမယ်စူတောင်းမှာ ဆူတောင်းမှာစာသားမရဘူး စူတောင်းမှာဆိုတော့ရန်ကုန်သားလေးကျွန်တော်စူတိုင်းမယ်လေ ဟဲ့မဟုတ်တယ်ငါတို့တွေသူတို့တွေဒီနားလာပြီးဆိုလိုက်တာပိုကောင်းတယ်သူတို့အတန်ငါတို့ထက်ပိုကျဲနေတယ်နော်โอเคအဲ့တော့ကျွန်တော်ရန်ကုန်သားလေးကျွန်တော်ဆက်ချင်းလေး ပြပြပပလေးဖြစ်သွားအောင်နော်